ကျမတို့ရဲ့နေ့စဉ်လှုပ်ဆောင်ရတာတွေမှာပါဝင်နေရတဲ့အရာကတော့ချစ်ချင်းမြတ်တာပါကိုလိုရမယ့်အလုပ်တွေကိုလုပ်ရင်ကိုချစ်ရတဲ့သူတွေကိုချစ်ရင်နဲ့ပေါ့လွတ်လပ်စွာကြည်ပြင်းတော့မယ့်ရင်သွေးငယ်တွေအတွက်တတိတွေပေးနိုင်ဖို့ကလည်းအထူးအချက်တစ်ခုပါပဲလွတ်လပ်ခြင်းရဲရင်ခြင်းတွေကိုရရှိနိုင်မှုကျမတို့ကလည်းချစ်ချင်းမြတ်တာတွေကိုပေးနိုင်ဖို့လိုပါတယ်ရင်သွေးငယ်တွေပေါ်လွှမ်းမိုးထားတဲ့စူပါဟီးရိုးတွေဟာသူတို့ကိုလုံခြုံမှုနဲ့စံတင်မှုတွေကိုရရှိစေနိုင်ပါတယ်။ဒါပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ပါလေဘာဖြစ်ပါလဲ။တရားရရလာတဲ့အခါရင်သွေးတွေရဲ့အနားမှာစောင့်ရှောက်ဖို့ကတော့မိခင်တွေရဲ့အရေးကြီးဆုံးတာဝန်ဖြစ်ပါတယ်။စူပါဟီးရိုးတွေဟာစူပါပါဝါတွေနဲ့လူတွေကိုဆောက်ရှောက်ပေးတယ်။မမေကတော့တတတန်ရရတဲ့အခါချစ်ချင်းမြတ်တာနဲ့အတူ Hansa Plus နဲ့ဆောက်ရှောက်ပေးနိုင်ပါတယ်။ကဲအခုကစပြီးငငယ်လေးပဲပုံစံနေရနော်။ရှင်တွေကအတိအမှတ်ပြုခြင်းဟာကျမတို့မိခင်တွေအတွက်အကောင်းဆုံးသောဘဝရဲ့ရလဒ်တွေပါပဲဒါကျမရဲ့ပုံနဲ့ကျမဟာတတရဲ့စူပါမီမီပေါ့စူပါမီမီနဲ့ Hansa Plus ကတတအတွက်အမြဲရှိနေမှာပါစူပါမီမီတို့ရွေးချယ်တာ Hansa Plus ပါ